ဟုတ်ပါမယ်stock ထည့်ဖို့အတွက်ကျွန်တော်တို့ inventory and purchase ဆိုတဲ့တဲကိုဝင်လိုက်ပါပြီးလို့ရှိရင်ကျွန်တော်တို့က new purchase မှာဒါကတော့ကျွန်တော်တို့ကstock ဝယ်ပြီးတော့ stock ပြန်ဖြည့်ရတဲ့လုပ်ငန်းတွေဆိုရှင်ဒီလိုမျိုးသွားမယ်လို့ပြောစင်တာပါဒါကတော့ကျွန်တော် company list ပေါ့နော်company list ကကိုထည့်တာဘူးလို့ရှင်ဒါဒီ account ထည့်တာဘူးတဲ့အတွက်ဒီနာမည်လေးတွေပေါ်နေပါအဲ့တော့ကိုမထည့်တာဘူးတဲ့ဟုတ်ပါတော့အားတို့ premier တို့ Bahrain တို့ H2H တို့အဲ့ဒါကြောင့် AL Alpine ဆိုတဲ့ supplier ပေါ့နော်ဟုတ်ပြီ Alpine supplier မှာကျွန်တော်category drink water ဆိုတဲ့ category တွေပေါ့နော်item လေးက AL FI ပေါ့နော်ပိုင်း1 liter ပေါ့ကျွန်တော်တို့ကPCS နဲ့ဝယ်တယ်ပေါ့ဒါပေါ့အပိုင်းအလုံး1000ဝယ်ထားမယ်ပေါ့ဗျာနော်ဒါကတော့ I ဟုတ်လေအလီတာဖြစ်တယ်ပေါ့နော်ဒါမျိုးတွေပေါ့နော်ကိုကြိုက်တာထည့်ရေးလို့ရပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့က specific info တွေရှိလို့ရှိရင်လည်းထည့်ရေးလို့ရပါတယ်ဒီရေးတန်းကဘယ်ကထုတ်ထားတာပဲ pH level ဘယ်လောက်ထိရှိတယ်ပေါ့နော်ဘယ်လောက်ထိစစ်ဆေးထားတယ်ဘာညာပေါ့ဗျာဒါမျိုးတွေထည့်ရေးလို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်တော့ကျွန်တော်တို့က purchase price ပေါ့ဟုတ်ပြီ1 liter ဘူးကျွန်တော်ဝယ်ရတဲ့ဈေးက800ဆိုဟုတ်ပြီနော် quantity ကအလုံး1000ဝယ်လိုက်ဆိုတော့အဲ့ဒါရှင်ဒီတစ်ခုချင်းစီကိုကျွန်တော်တို့ပြန်ရောင်းတဲ့အခါမှာဘယ်လောက်နဲ့ရောင်းမှာလဲဟုတ်ပြီနော်fixed price နဲ့ရောင်းမှာလား percentage နဲ့ရောင်းမှာလားpercentage နဲ့ရောင်းမယ်ဆိုရင်ဒီ percentage မှာကျွန်တော်10%ထည့်လိုက်ပြီးဆိုတော့ဘယ်လောက်ဆိုပြီးတော့ automatic ပေါ်လာမယ်မဟုတ်ဘူး fixed price နဲ့ပဲရောင်းမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒါပါတော့အောင်နဲ့ရောင်းမယ်ပေါ့အခါရဲထည့်လို့ရပါတယ်ပြီးရှင် expiry date ရှိဆိုရင် expiry date တန်းထည့်ပေါ့ဗျာနော်ဟုတ်ပြီ2020နဲ့ဒီဇင်ဘာ31မှာကုန်မယ်ပေါ့ expiry date ကပြောရလဲပဲကျွန်တော်တို့10လုံးကျန်လို့ရှိရင်ပြန်မှာမယ်ပေါ့ထပ်မှာမယ်ပေါ့အဲ့ဒါဆိုရင် confirm လုပ်တယ်နဲ့ save line လေးတခုဝင်သွားပြီအဲပိုင်းကခုန1 liter ပေါ့1 liter လဲဝယ်တာနော်ကျွန်တော်တို့က AL အဲ့ကိုကျွန်တော်တို့က600 ml လဲmilliliter ပေါ့နော်600 ml လဲကျွန်တော်တို့ကဝယ်ထားတယ်ပေါ့အဲ့ကောင်ကျွန်တော်တို့ဝယ်ရင်းဈေးက900ရှိတယ်ဆိုတော့အဲ့ကျွန်တော် description လေးထည့်လိုက်အောင်မယ်RNP နော်600ဒီမလေးကျွန်တော်ထည့်ထားရပေါ့နော်900နဲ့ဝယ်ထားတယ်quantity ဒီကောင်ကျွန်တော် quantity အလုံး900ဝယ်ဆိုတော့ slam mode ကကျွန်တော်ဟို fixed price နဲ့ပဲထားပါမယ်900ဝယ်တယ်ကျွန်တော်900ရောင်းမယ်ဆိုတော့သူလဲပဲexpire date က December sorry 2029 December 31ပေါ့ကျွန်တော်ဒီလိုပေးလိုက်တယ်10လုံးဆိုမယ်ပေါ့ confirm လုပ်လိုက်မယ် stop အဲ့လိုကျွန်တော် stop ပြန်ဝယ်ပြီးတော့ကျွန်တော်ပြေးစားရုံပြန်ကြည့်ပြီးကျွန်တော် data ပြန်ထည့်ရမှာပေါ့ဗျာနော်အဲ့မျိုးလေးအဲ့လိုရှင်ကျွန်တော်ကဒီဥစ္စာကိုကျွန်တော် save purchase လုပ်လိုက်မယ်ပေါ့အဲ့လိုရှင်ကျွန်တော် purchase save တာ okay ဝါပြီဒါလေးအစိမ်းလေးပြရဆိုအဲ့ဒါမတက်ဘူးပေါ့ဗျာနော်ဒါစင်းဆိုဒါကကျွန်တော်ပစ္စည်းစင်းနေတွင်းနဲ့ new purchase နဲ့နည်းပုံစံပါနောက်တစ်မျိုးကကျတော့ကျွန်တော်တို့ကဒါ PCS နဲ့ကျွန်တော်ပြန်ရောင်းလို့ရှိရင်တစ်ခုချင်းပြန်ရောင်းလို့ဆိုရှင်ကျွန်တော် sales နဲ့ပတ်သက်တာမပြောသေးဘူးเนาะ sales မှာတစ်ခုချင်းပြန်ရောင်းလို့ရှင်ဒါဒီဈေးလေး1900ပုံစံမျိုးသွားရတယ်ပေါ့ဟုတ်ပြီနော်ဒါနေ purchase အဲ့ဒါမှမဟုတ်ပဲねပေါ့နော်ကျွန်တော်တို့ကကတ်လိုက်ယူမယ်ဆိုလို့ရှိရင်တော့ဘယ်ဈေးနဲ့ပေးမယ်လို့ဘာလို့မျိုးရှိနိုင်သေးတယ်ပေါ့အဲ့ကြလို့ရှိရင်ကျွန်တော်က inventory မှာကျွန်တော် bundle အလိုက်ရောင်းတဲ့ဥစ္စာမျိုးလေးတွေကိုတိစောက်လို့ရပါတယ် catalog ထဲကိုသွားပါ catalog ထဲမှာကျွန်တော်ကဟို bundle ပေါ့နော် cat light ပေါ့ဟုတ်ပြီ AL BIN BI L5 ဒါကို1 liter အောင်မှာကျွန်တော်တို့ကဟုတ်နော်လိုပဲကျွန်တော်နာမည်ပေးလိုက်တော့မယ်အဲ့ဒါကကျွန်တော် bundle အနေနဲ့သွားမယ်service ပါလဲဆိုတော့bundle ပေါ့ဒီလိုရှင်ကျွန်တော် PCS လား cat လားဒါလိုမျိုးခိုင်းတိုင်းရေးလို့ရတယ်အဲ့ဒီ cat ပေါ့ cat ပေါ့ဟုတ်ပြီနော်အဲ့ဒီလိုမျိုးသွားလို့ရပါတယ်price ကဘယ်လောက်တက်မှတ်မလဲပေါ့ထားပါဗျာ1 liter တကက်ကိုကျွန်တော်10လုံးပါတယ်ဆိုတော့10လုံးပါတယ်
1000နဲ့ရောင်းတယ်ဆိုလို့ရှိရင်ကျွန်တော်တို့1000ဖြစ်မှာပေါ့ဗျာနော်ကျွန်တော်9500ပေါ့9500လို့ကျွန်တော် short ပေးလိုက်တာကတ်လိုက်ရောင်းတယ်ပေါ့နော်အပေးရတယ်လောက်လိုက်ပြီဆိုကျွန်တော်တို့ကဒါ bundle ဖြစ်သွားပြီ bundle ဖြစ်သွားလို့ရှိရင်ဒီတကတ်မှာဘယ်နှလုံးပါလဲဘာပစ္စည်းတွေပါလဲဆိုတော့ကျွန်တော်တို့က edit item နှိပ်ပြီးတော့ထည့်ပေးရမယ်နော်ဒီမှာ select item မှာကျွန်တော်က air by 1 liter product ဘယ်နှခုပါမှာလဲဆိုတော့10လုံးပါအဲ့လိုက်အဲ့ဆိုရှင်ကျွန်တော်ပြီးသွားပြီဆို save တင်ဖို့တော့အဲ့ဆိုရှင်ကျွန်တော်ကခုနကတော့ save ဆိုတာနှစ်ခုလေးရှိတာနေအခုတော့တစ်မျိုးထပ်ပေါ်လာမယ်ပေါ့ bundle ဆိုပြီးနော်ဒါဆို9500တစ်ခါတည်းကျွန်တော်ကရောင်းလို့ရတယ်ဒီမျိုးလေးနော်ဒါရောင်းတဲ့ဘိုင်းကိုကျွန်တော်တည်တံ့ပြီးတော့မှဆက်တော့ပါမယ်ကျွန်တော် inventory မှာဘယ်လိုထည့်လို့ရလဲဆိုတာ catalog ဆိုတာအဲ့လိုဟာမျိုးပေါ့နော် service တွေရှိတယ် fee တွေတချို့ကျွန်တော်ပြောတယ် store ပြန်ဖြည့်ရတဲ့လုပ်ငန်းတွေကြတော့ကျွန်တော်က service တွေ fee တွေဒါပေမဲ့ bundle တွေရှိမှာပေါ့နော်ဒါမျိုးလေးတွေကျွန်တော်ကထည့်လို့ရပါတယ် okay အဲ့ဒါက new purchase နဲ့ inventory မှာဘာတွေလုပ်လို့ရလဲဆိုတာတွေပြောပြတာပါပစ္စည်းဘယ်လိုထည့်လဲကျွန်တော်နောက်မှဒါလေးတွေ adjustment တွေပါညာတွေကိုဆက်တော့ပါမယ်ဟုတ်ပြီပြီးလို့ရှိလို့ရှိရင်ကျွန်တော်တို့ purchase history ကျွန်တော်တို့ဝယ်ထားတဲ့ history ကိုပြန်ကြည့်လို့ရပါတယ်ဒီ date ပေါ်မူတည်ပြီးတော့ကြည့်လို့ရတယ်ဘာတွေဝယ်ထားတယ်ဆိုတာမျိုးလေးနော်ဒါတွေ supplier ပဲ supplier ချင်းတွေဝယ်ထားတယ်ဆိုတာပြန်ကြည့်လို့ရတယ်ဒါ inventory ပိုင်းရယ် inventory ရဲ့ catalog ဘယ်လိုဖန်တီးလဲ store ဘယ်လိုဖန်တီးလဲဆိုတာရယ်ဟိုပြောပြရဖြစ်တယ်နောက်ဗီဒီယိုမှာကျွန်တော်တို့ဈေးဘယ်လိုရောင်းလဲဆိုတာလေးဆက်သွားပါမယ်